الله العظيم အခမ်းအနားကိုစတင်ဖွင့်လှစ်တဲ့အချိန်မှာပထမအခမ်းအနားမှုကဒီအာယတ်ကိုရွတ်ဆိုသွားတယ်ဒီအာယတ်တော်ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့အလ္လာဟ်တာလာရဲ့ရှိတော်မူတဲ့ကမ္ဘာမီပထဝီမှာဒူဓာတွေအတွက်တိဆောက်ခြင်းခံခဲ့ရတဲ့အိမ်တော်တွေထဲကပထမဦးဆုံးအိမ်တော်ဟာကာဘာကိုကျောင်းတော်ဖြစ်မက္ကာရှိမြို့တော်မှာရှိHazrat Adam alayhi salam ရဲ့ခင်မကလေးကနေစပြီးတော့ကာဘာကိုကျောင်းတော်ကိုတိဆောက်တာ Hazrat Nuh alayhi salam ရဲ့ခင်မရေဘေးကြီးလာတဲ့ကဘာကြီးတစ်ခုလုံးမှာအဲ့ဒီမှာကာဘာကိုကျောင်းတော်ယိုရင်းသွားတယ်ပျက်စီးသွားတယ် Hazrat Ibrahim alayhi salam မိမိရဲ့ဇနီးတွေနဲ့တာဝမောင် Ismail ကိုမက္ကာလို့ခေါ်တဲ့လွင်တီးခုံပြန်မှာလာပြီးတော့ထားသွားတယ်ရေမရှိဘူးတစ်ပင်ပန်းမှာမရှိဘူးခုနကကျွန်တော်တို့ရဲ့ဆရာကြီး Hazrat Maulana Mufti Idris Sahib Damat Barakatuhum al-Aliyah လည်းတင်ပြခဲ့အဲ့ဒီနောက်ပိုင်းမှာ Allah Ta'ala က wa iz bawwa'na li Ibrahim makan al-bayt ကာဘာဝတ်ကျောင်းတော်ရှိတဲ့နေရာကို Allah Ta'ala က Jibreel alayhi salam ကြီးကနေတဆင့် Ibrahim alayhi salam ကိုပြပေးတဲ့ဒီနေရာကကာဘာဝတ်ကျောင်းတော်ရဲ့နေရာဖြစ်တယ်အဲ့ဒီမှာ Ibrahim alayhi salam နဲ့ Ismail alayhi salam တို့ကသူရဲ့အုံမြစ်ရှိနေသေးတာပေါ့မပြတ်စီတွေကိုအုံမြစ်ကအဲ့ဒီအုံမြစ်ကနေပြီးတော့အုတ်တွေကြောက်တွေကိုပြန်စီပြီးတော့ကာဘာဝတ်ကျောင်းတော်ကိုတည်ဆောက်တယ်وإذ يرفع إبراهيم القواعد وإسماعيل إبراهيم عليه السلام နဲ့ Ismail alayhi salam နဲ့ပေါင်းပြီးတော့ကာဘာဝတ်ကျောင်းတော်ကိုတည်ဆောက်တယ်ဆိုတော့အဲ့ဒီမှာကာဘာဝတ်ကျောင်းတော်ကိုတည်ဆောက်ပြီးတဲ့နောက်ပိုင်းမှာကာဘာဝတ်ကျောင်းတော်ကိုဘယ်လိုတည်ဆောက်လဲအကျယ်သွေးတင်ပြဖို့တော့အချိန်ကအလောက်မရဘူးကာဘာဝတ်ကျောင်းတော်ကိုတည်ဆောက်ပြီးတော့တဲ့နောက်ပိုင်းမှာအဲ့ဒီမှာတုံးနဲ့ကြောက်တုံးတွေကြောက်ခဲတွေရဲ့အပိုင်းအစလေးတွေကျန်တယ်ပြီးတော့ကာဘာကိုဆောက်ပြီးတော့အဲ့ဒီမှာတုံးနဲ့ကြောက်တုံးနဲ့ကြောက်ခဲတွေရဲ့အပိုင်းစားလေးတွေကျန်တယ်ပြီးတော့တဲတွေကျန်တယ်ခဲတွေကျန်တယ်ကြောက်စရခဲတွေပါတယ်ညာဆိုတော့ဒါကိုကာဘာဝတ်ကျောင်းတော်တည်ဆောက်တဲ့နေရာမှာသုံးဖို့အတွက်ရည်ရွယ်ထားပြီဆိုတော့ Ibrahim alayhi salam က Jibreel alayhi salam ကြီးကနေတဆင်ကောင်းကင်တမန်ကြီး Jibreel alayhi salam ကြီးကနေတဆင် Allah Ta'ala ရဲ့ထံတော်ပါမှာမိမြန်းလျှောက်ထားခိုင်းတယ်အခုဒီမှာပူနေတဲ့ဒီကြောက်တုံးကြောက်ခဲတွေရဲ့အပိုင်းစားတွေတဲတွေခဲတွေဒါတွေကိုဘာလို့အောင်ဒါကိုဒီမှာသုံးဖို့အတွက်ကျွန်တော်ရည်ရွယ်ထားတဲ့အခုသုံးလို့မရတော့ကာဘာဝတ်ကျောင်းတော်ကဆောက်လုပ်ပြီးတော့ဆိုတော့ Allah Ta'ala က Jibreel alayhi salam ကြီးကနေတဆင့် Ibrahim alayhi salam ကိုဘာလို့ရှိတော်မူတယ်ဆိုတော့ Ibrahim အဲ့ဒီကြောက်တုံးကြောက်ခဲအပိုင်းစားတွေနဲ့တဲတွေခဲတွေကိုတင်ဟာတနေရာမှာစုထားတဲ့ပြီးရင်တင်းတောင်ပြီးပြီးဒီဘာမှလုပ်ကြမလို့ငါရှင်မဲ့စီစဉ်အောင်အဲ့ဒီနောက်ပိုင်းမှာ Ibrahim alayhi salam နဲ့ Ismail alayhi salam ကအဲ့ဒီကြောက်တုံးကြောက်ခဲအပိုင်းစားတွေတဲတွေခဲတွေကိုတနေရာမှာစုပြီးတော့တေချာစီစီကြကြနာနာထားရပြီလေ Jibreel alayhi salam လာတယ်လာပြီးတော့တောင်ပန်ပေါ်မှာတင်လိုက် Jibreel alayhi salam ဒီမှာအတောင်တွေရှိတယ်ဆိုတော့အဲ့ဒီအတောင်တွေထဲကတောင်ပန်တစ်ခုပေါ်မှာအဲ့ဒီခဲတွေကြောက်တုံးကြောက်ခဲအပိုင်းစားတွေတဲတွေကိုတင်လိုက်တင်ပြီးတော့ Jibreel alayhi salam ကမိုးကောင်းကဟိုးအမြင့်ကိုတက်သွားတော်မြင့်မာတဲ့နေရာကိုတက်သွားပြီးတော့ဖြောင်းပြန်လှန်ပြီးတော့အဲ့ဒါတွေကိုကျဲချလိုက်ဘယ်ပုံမှာကဘာမြေပထဝီကြီးပုံမှာအဲ့ဒီမှာဒီကြောက်တုံးကြောက်ခဲအပိုင်းစားတွေတဲတွေခဲတွေကကဘာမြေအနှံ့မှာတို့ပြန့်ကျဲပြီးတော့ကျသွားတယ်ဘယ်နေရာမှာအဲ့ဒီအပိုင်းစားတွေထဲကတဲတွေထဲကအပိုင်းစားတစ်ခုခုတဲတမှုမှုဘယ်နေရာမှာကျသွားတယ်အဲ့ဒီနေရာမှာဘာဖြစ်လာတယ်လဲပလီဖြစ်လာဘယ်နေရာမှာ Jibreel alayhi salam ကြောင်းပြန်လည်ပြီးတော့ကျဲချလိုက်တဲ့အဲ့ဒီအပိုင်းစားတွေတဲတွေခဲတွေထဲကတဲမှုန်လေးတမှုန်မဆိုဘယ်နေရာမှာကျသွားတယ်ကဘာမြေကြီးရဲ့အဲ့ဒီနေရာမှာဘာဖြစ်လာလဲပလီဖြစ်လာတယ်ဒီမတိုင်ခင်ကဖြစ်ခဲ့တဲ့ပလီတွေဟာလည်းအဲ့ဒီကာဘာဝတ်ကျောင်းတော်စီကနေပြီးတော့ကြံရှိနေတဲ့အပိုင်းစားတွေနဲ့အပိုင်းစားတွေကြားခဲ့တဲ့နေရာကအရာတွေပဲဖြစ်တယ်အဲ့ဒီမှာ Jibreel alayhi salam ကျဲလိုက်တဲ့တဲမုံတွေထဲကတဲမုံလေးတမုံဂျိုဟိုးပြည်နယ်ကိုလိုင်းမြို့မှာရှိတဲ့ဒီနေရာမှာလည်းကြားခဲ့တယ်အဲ့ဒါကြောင့် Allah ရဲ့အမိန့်တော်နဲ့ဒီနေရာမှာဒီပလီဖြစ်လာတာဖြစ်ဒီနေရာမှာကြားထားပြီးဆိုဒီနေရာမှာပလီဖြစ်ဖို့ဖြစ်လာဟောကဘာအစကရေက Allah Ta'ala ကတတ်မှတ်ထားပြီးတော့ဆိုတော့ဘာတရားလဲဆိုတော့ကဘာမီပထဝီအနှံ့မှာရှိတဲ့ပလီဝတ်ကျောင်းတော်တွေအားလုံးကဘာနာတုလ်ကာဘာဝတ်ကျောင်းတော်ရဲ့တမီးတွေဖြစ်တယ်ကာဘာရဲ့အစိတ်ပိုင်းတွေဖြစ်
ကာဘာကိုစောင်းတဲ့နေရာမှာအစ္စရာဟိမအလိုဟိဆလမ်ကမတုံးနိုင်ရတဲ့အဲ့ဒီအပိုင်းအစတွေတဲတွေခဲတွေကပ္ပမီအနက်မှာအလ္လာဟ်တာလာကကျဲချလိုက်တယ်အဲ့ဒီနေရာတွေမှာပလီကိုကျောင်းတော်တွေဖြစ်လာတဲ့အမေရိကန်မှာပဲဖြစ်ဖြစ်ဂျိုဟိုးကဒီကိုလိုင်းမျိုးမှာပဲဖြစ်ဖြစ်မောင်ငံကကွန်းကျောင်းသားမှာပဲဖြစ်ဖြစ်ပလီဖြစ်လာလို့ဆိုရင်အဲ့ဒါပါလေကာဘာကိုကျောင်းတော်ရဲ့အစိတ်ပိုင်းတို့လေကာဘာကိုကျောင်းတော်ကိုအလေးနဲ့ထားတယ်လို့ကဘာမီကြီးရဲ့ဘယ်ကြောင်ကြောင်ကြောင်မှမဆုံးရှိနေတဲ့ပလီတလုံးချင်းစီတိုင်းနောက်ဆုံးစောင့်စရာမရှိလို့ကြောက်တွေကိုဒီတိုင်းစီပြီးတော့ပလီဆိုပြီးတော့တတ်မှတ်ထားတယ်ဝါးတွေကိုထောင်ပြီးတော့ပလီဆိုပြီးတော့တတ်မှတ်ထားတယ်ဆိုရင်လေအဲ့ဒါဟာကျွန်တော်တို့မွတ်စလင်တွေရင်သွင်းနှလုံးအိမ်နဲ့အနတ်ဆိုင်လုံးကနေပြင်းပြင်းထန်ထန်ချင်းမဲ့လိုရမယ့်အရာတစ်ခုဘာလို့လဲကာဘာကိုချစ်တာကိုကာဘာရဲ့တမီးကိုလည်းချစ်ရပလီကိုကြောင်းတော်တွေအားလုံးကကာဘာကိုကြောင်းတော်ရဲ့တမီးတွေဒီပလီတွေကိုအလ္လာဟ်တာလာတော်တမှုထားတယ်ပလီဆိုတဲ့နေရာမှာဒီနေရာမှာဆူရောင်လဲပါဟိုပလီမစဂျစ်ဖြစ်မှာမဟုတ်တကယ်တော့ပလီဆိုတော့ဘာကိုခေါ်ရလဲဘယ်နေရာမှာနမတ်ကားတဲ့ဂျမာအတ်နဲ့တကွဖြစ်တယ်ကျွန်တော်တို့ထင်တာကပလီဆိုတော့ဂွန်ဘတ်အလုံးကြီးရှိမှဟိုလိုကြီးဖြစ်မှဒီလိုကြီးဖြစ်မှတမန်တော်ကြီးဆလ္လာလာဟ်အလိုင်းဝါဆလမ်ရဲ့ခင်မှာမစဂျစ်နဘူဝီကိုဘယ်လိုဆောက်ထားလဲမစဂျစ်နဘူဝီရဲ့အောက်မှာဒီလိုအခင်းမရှိဘူးဆလတ်မရှိဘူးရိုးရိုးမြေကြီးပဲအပေါ်ကအမိုးကဆုံလုံးဒီရဲ့ဆုံလုံးပင်ရဲ့အကိုင်းခတ်တွေအကျွတ်တွေနဲ့အမိုးလုပ်ထားမိုးရော်တဲ့အခါကျလို့ရှိရင်မိုးရီတွေအထဲကိုကြားတယ်အောက်မှာရှုံလို့ဖြစ်တော့စကြဒထားတဲ့ခါကျရင်တမန်တော်ကြီးဆလ္လာလာဟ်အလိုင်းဝါဆလမ်ရဲ့နဖူးကရှုံလို့မျိုးဒီကြီးတွေပြေးဒါမစဂျစ်နဘူရဲ့အခြေအနေဆိုတော့ပလီဆိုတာတကယ်တော့ဒါကျွန်တော်တို့ဒီဘက်ခေတ်မှာခွဲလိုက်တာပေါ့နော်မစဂျစ်နဲ့ဆိုတော့ဆိုပြီးတော့ဒါလိုအပ်ချက်တစ်ခုရပါအမှန်တော့ပလီဆိုတာမစဂျစ်ဆိုတာဘာကိုခေါ်လဲဘယ်နေရာမှာစဂျဒါဖြစ်နေတယ်အဲ့ဒီနေရာကမစဂျစ်ဘယ်နေရာမှာနမတ်ကားတဲ့ဂျမာအတ်ဖြစ်နေတယ်ဘယ်နေရာမှာရမ်ဇန်လနဲ့ကြာလို့ရှိရင်အေတီကာဖြစ်တယ်အဲ့ဒီနေရာကမစဂျစ်အဲ့ဒီနေရာကပလီပဲကာဘာဝတ်ကျောင်းတော်ရဲ့အစိတ်ပိုင်းပဲအဲ့ဒါမာရှာအလ္လာဟ်ကျွန်တော်တို့မွတ်စလင်တွေဘရောမှာပလီဝတ်ကျောင်းတော်တွေနဲ့ပတ်သက်လာလို့ရှိရင်တွေးမိခဲ့ဘူးတမိုင်းအလ်ဟမ်ဒူလ လာဘရောမှာကျွန်တော်တို့တွေးမိတယ်ဒီကနေ့ပလီဖွင့်ပွဲဆိုတဲ့အတန်ကိုကြားလိုက်ရတယ်မာရှာအလ္လာဟ်ကျွန်တော်တို့ရဲ့မွတ်စလင်ညီနောင်တွေဟိုအဝေးကြီးကနေလာကြတဲ့အလစတာကနေလာတဲ့ဆလျန်ကနေလာတဲ့ဟိုကနေလာတဲ့ဒီကနေလာတဲ့မာရှာအလ္လာဟ်ဂျူဟိုကမိသားစုဝင်တွေလည်းလာကြတယ်တက်ရောက်ကြတယ်ပလီဖွင့်ပွဲဒါဘာလို့လဲပလီကိုချစ်လို့ပလီကိုချစ်ခြင်းကအီမန်ရဲ့အစိတ်ပိုင်းအလ်ဟမ်ဒူလ লা ကာဘာဝတ်ကျောင်းတော်ကိုစောင်းတဲ့နေရာမှာပူခဲ့တဲ့အပိုင်းစားတွေထဲကတစ်ခုဒီနေရာမှာလည်းကြားခဲ့တယ်အလ္လာဟ်တာလာဟဇရတ်မောလာနာဂျမာလုဒ်ဒီန်ဆာဟစ်ဒါမတ်ဘာရကာတူဟူမူလ်အာလီယာနဲ့သူရဲ့လက်တွဲဖို့လို့ဖို့ကံဖတ်တယ်ပြီးတော့ဒီဂျိုဟိုကကျွန်တော်တို့ရဲ့သာသနာညီနောင်တွေသာသနာအမေအမတွေအဲ့လိုမျိုးပဲမလေးရှားတနိုင်ငံလုံးမှာရှိတဲ့ဒီပတိဖြစ်မြောက်လာရေးမှာမိမိတတ်နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ကူညီခဲကြတဲ့လူတယောက်ချင်းဒီတိုင်းကိုအလ္လာဟ်တာလာကျွန်တော်တို့ရဲ့ဘက်ကနေအမြင့်မားဆုံးသောဂျဇာယ်ခိုင်တောင်းဝန်သောအစားတွေအလ္လာဟ်တာလာချီးမြှင့်ပေးသနာတော်မူပါစေဒီလူတွေတာတာဝန်ကြည်ခဲ့တာဖြစ်တဲ့ကျွန်တော်တို့ရဲ့ဘက်ကနေတို့ကိုအလ္လာဟ်တာလာဂျဇာယ်ခိုင်အမြင့်မားဆုံးသောကပူလီရဲ့အဲ့ဒီပုဂ္ဂိုလ်တွေကိုအလ္လာဟ်တာလာချီးမြှင့်တော်မူပါစေဆိုပြီးတော့ကျွန်တော်တို့ဒွါလုပ်ပေးရမယ်ဆိုတော့ဘယ်ဘက်ကနေပဲပါဝင်ခဲ့တယ်ဖြစ်တာဝန်ကြည်တယ်အလ်ဟမ်ဒူလ လာဆိုတော့သူရဲ့ဇမတ်ခင်ပလီကိုတိဆောက်ခြင်းရဲ့အထူးဆောပ်ကပါရှိတယ်တမန်တော်ကြီးဆလ္လာလာဟူအလိုင်းဟီဝါဆလမ်မရှိတော်မူတာသနာအလုပ်ကိုလုပ်တဲ့အခါကျရင်တော့ဝေဖန်မှုတွေကိုရောရေးဆိုင်ရမယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့မွတ်စလင်တွေတခြားလူမျိုးတွေရဲ့ဇဒွေးခွတ်ဖဲမှာပတ်လက်မျောနေကြတယ်ဆိုတာကဘာကြောင့်တယောက်ကအလုပ်လုပ်ပြီးဆိုရင်နောက်တယောက်ကသူ့ကိုခြေထိုးခံပြီးတော့အဆက်ကွဲအောင်လုပ်ပြီးတော့တိုက်ခါကြအောင်လုပ်ပြီးတော့သူ့နာမည်ကိုမြင့်တင်ဖို့အတွက်ကြိုးစားတယ်ဒီအကျင့်ကဒီကနေ့ကျွန်တော်တို့မွတ်စလင်တွေကိုတခြားလူတွေရဲ့အမြင်မှာလုံးဝမတင့်တယ်အောင်နှိပ်ကြအောင်လုပ်ထားတယ်တခြားလူမျိုးတွေဒီမှာအဲ့ဒါတွေမရှိဘူးလူတယောက်တာသနာနဲ့ပတ်သက်တဲ့အလုပ်တစ်ခုသူတို့လူမျိုးတွေထဲကလုံးနေတယ်ဆိုရင်ဘေးကလူတွေကဝိုင်းဝန်းကူညီကြတယ်ထောက်ပံ့ကြတယ်အခုကျွန်တော်တို့မွတ်စလင်တွေထဲမှာသူတို့မဟုတ်ဘူးလူတစုပေါင်းပြီးတော့ပလီတလုံးဆောင်းလာတဲ့ခါကျလို့ရှိရင်ဟဆတ်မနာလိုမတုံမှုဒီကောလေးနာမည်ရတော့ပြီမကျင်တဲ့လူကဘာလို့လဲကျွန်တော်တို့မြန်မာနိုင်ငံမှာအများကြီးတွေ့ရမကျင်တဲ့လူကတိုင်တာတင်လိုက်တယ်တက်ဆိုင်ရကလာပြီးတော့ပိတ်ချသွားတယ်ပြီးတော့အဆောက်အဦကြီးပြီးတော့ကျွန်တော်တွေ့ဘူးတဲ့အများကြီးအဆောက်အဦကြီးတွေ့နေရတယ်နမတ်ဆိုဖို့လို့မရဘူးဘလို့ကြည်ကွယ်ဖို့ကောင်းတယ်ဆိုတော့ဘယ်လိုတိုင်တာလဲပြီးတော့ကိုမွတ်စလင်အချင်းချင်းဆိုတော့တာဝနာလို့လို့ရင်တော့ဒါကတော့ကြုံရမှာပဲဟာဇရတ်မောလာနာဂျမာလုဒ်ဒီန်ဆာဟစ်အခုနကမျက်ရည်ကျသွားတဲ့အထိသူ့ရဲ့ခံစားချက်ကိုထုတ်ဖော်ပြသခဲ့တယ်အလ္လာဟ်တာလာမောလာနာရဲ့ဒီနှလုံးသားထဲမှာရှိနေတဲ့ဝေဒနာကိုအမြန်ဆုံးတတ်တာပြောက်ကင်းစေတော့မူပါစေအင်ရှာအလ္လာဟ်
အာခရတ်မှာကတော့အလုံးမြင့်မာတဲ့အဆင့်တန်းနဲ့အလ္လာဟ်တာလာဒီပုဂ္ဂိုလ်တွေကိုဂုဏ်ပြုတော်မူမှာဖြစ်တယ်အဲ့ဒီချိန်ကျရင်သူတို့မျက်လုံးတွေဖွင့်သွားမယ်ငါတို့ဒီနေရာမှာဒီဒုနီယာမှာတော့ကဒီဂျိုဟိုးကကိုလိုင်းဆိုတဲ့နေရာမှာတို့လောက်ခဲ့တဲ့ဒီဘာမှမပြောပါတော့တဲ့အလုပ်လေးတစ်ခုရဲ့အကျိုးကုတို့ကဒါလားဆိုပြီးတော့မျက်လုံးတွေဖွင့်သွားမယ်ကျွန်တော်တို့လည်းမျက်လုံးတွေဖွင့်သွားမယ်သူတို့လည်းမျက်လုံးတွေဖွင့်သွားမယ်အင်ရှာအလ္လာဟ်အာခရတ်မှာဒီလိုကြည့်မယ်ဆိုတော့တမန်တော်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်မရှိတော်မူတဲ့လူတယောက်ကအလ္လာဟ်ရှင်ရဲ့ခြေနဲ့နှစ်သက်မှုအတွက်အလ္လာဟ်အိမ်တလုံးကိုစောက်တယ်တမန်တော်မရှိတော်မူတဲ့ကဒရာမဖဟစီကတောတင်ခံရဲ့အတိုက်ကလေးတလုံးစာခန်းတော့တမန်တော်ပြောတာကတော့တုံးဆိုတာခံကိုခေါ်တာခံဆိုတာဟက်တလို့ရှိတယ်သူကမြေကြီးမှာဥဥတယ်အတွင်းလေးလှုပ်ပြီးတော့အတိုက်ကလေးမြေကြီးမှာပဲလှုပ်ပြီးတော့သူဥဥတယ်ဆိုတော့ခံရဲ့အတိုက်ဆိုတာဘယ်လောက်ရှိမလဲကျွန်တော်တို့ပလီဒီကျောင်းနဲ့ဆောက်တဲ့နေရာမှာတုံးတဲ့အုတ်တစ်ချက်ရဲ့တဝက်စာလောက်ပဲရှိဆိုတော့လူတယောက်ကအတလောက်အတိုင်းတာအလ္လာဟ်ရဲ့ဂျင်းနဲ့နှစ်သက်မှုတို့ပလီဝတ်ကျောင်းတို့တိဆောက်တဲ့နေရာမှာပါဝင်လှူဒန်းခဲ့တယ်ဆိုအဲ့ဒီရဲ့အကျိုးကုကဘာလဲဘဒ်လာဟူလဟူဘိတ်န်ဖီလ်ဂျန်နာသူတို့အလ္လာဟ်တာလာဂျန်နတ်သူ့ဘုံမှာအိမ်တလုံးဆောက်ပြီးတနာတော်မူမယ်တဘောကဘာလဲသူဂျန်နတ်ထဲကိုဝင်ခွင့်ရအင်ဂျင်နီယာဖွဲ့သားတွေဒီကိုလာပြီးတော့ပြန်ဆရာတွေဒီကိုလာပြီးတော့သူပြောတော့ရောဒီမှာဗီလာမီအေးမင်းတို့လူတွေဟာမင်းတို့တောက်ဒီမှာတုံးသူရဲ့ချွေးနေစားနဲ့တကြက်တမန်နဲ့သူစုထားတဲ့ဒီဗီလာမီတဲ့အိဒီဗီလာမီတဲ့အိမှာဘလောက်ဘရကတ်ချီလို့သူတို့ဒီဗီလာမီတဲ့အိကဟိုတထေးကြီးရဲ့တိန်းထောင်တွေတောင်းနေနဲ့ချီပြီးတော့ရှိတဲ့ပမာဏနဲ့ညီရတယ်ဒီလိုဆိုတော့တထေးကြီးကတဘောပေါက်သွားတယ်အော်နောက်တစ်ယောက်ဆိုတာဒီစင်းရတာအဲ့ဒါနဲ့ဒီတထေးကြီးကဒီစင်းရတာကြီးကိုလာပြီးတော့ပြောတယ်မင်းပလီမှာနောက်ဆုံးချိန်မှာတုံးလိုက်တဲ့ဗီလာမီတဲ့အိအဲ့ဒါငါ့ကိုရောင်းပေးလိုက်တုံးလိုက်ပြီဟိုပလီမှာတုံးလိုက်ဒါပေမဲ့အခုနေငါ့ကိုရောင်းပေးလိုက်အဲ့ဒီဗီလာမီတဲ့အိကိုဘယ်လောက်ရှိမှထားပါတော့မြန်မာငွေနဲ့1000ဆိုရင်တထေးကြီးကပြောတယ်မင်းကငါ3သိန်းပေးငါ့ကိုဗီလာမီတဲ့အိအဲ့ဒီဗီလာမီတဲ့အိငါ့ကို3သိန်းရဲ့အစားမှာရောင်းပေးဆိုတော့ဒီစင်းရတာကပြောတယ်မရောင်းတထေးကပြောတယ်10သိန်းกว่าဗီလာမီတဲ့အိကို10သိန်းနဲ့ဝယ်ဘာကြောင့်လဲ तू အိမ်မထားတယ် तू ကောင်းသိတယ်ဒီဗီလာမီတဲ့အိကရိုးဗီလာမီတဲ့အိမဟုတ်ဘူးဂျန်နတ်ထဲကအင်ကြီးတစ်လုံးဖြစ်တယ်ဆိုတော့ तू သိထားတယ် तू ပြောတယ်10သိန်းပေးမယ်စင်းရတာပြောတယ် no 10သိန်းပြည့်နေမရဘူးတထေးကြီးကထပ်တယ်သိန်း100စင်းရတာကပြောတယ် no မရဘူးတအားရစ်လာတဲ့ခါကျတော့စင်းရတာကတထေးကြီးကိုဘာပြောတယ်လဲဆိုတော့ပိုင်းတော်လဲတော့ပိုင်းကျွန်တော်တို့သိန်း1000ပြီးပြီးတော့ဝယ်မယ်ဆိုရင်လေဒီဗီလာမီတဲ့အိကိုကျွန်တော်ကြောင်းဖို့မရှိဘူးဘာတော့လဲဆိုတော့ပိုင်းမှတ်ထားတဲ့အိမ်မက်ကိုကျွန်တော်လည်းမှတ်ထားတယ်ခင်ဗျားမှတ်ထားတဲ့အိမ်မက်ကိုကျွန်တော်လည်းမှတ်ထားဒီအိကိုသိန်း1000ရဲ့စားမှလည်းကျွန်တော်ရောင်းဖို့မရှိဘူးဂျန်နတ်ထဲကအိကိုသိန်း1000နဲ့ဝယ်လို့ရတာပဲဘိုးလည်းကနာလာကအိမ်တစ်လုံးတော့မဟုတ်တလောကဝယ်လာသိန်းသိန်းနဲ့ဒီလိုနေမှာဟမ်အလ္လာဟ်အိမ်တော်ဆောက်ဖို့အတွက်အလ္လာဟ်အိမ်တော်ဆောက်ဖို့အတွက်လူတွေဒီမှာတော့ပေါ်တဲ့ခါကျလို့ရှိရင်ဇကာတ်ထက်ကရလာလို့ရတယ်ကိုယ်အိမ်တော့ဆိုရင်ဝယ်ရဘလို့သိန်းနဲ့ဝယ်သိန်းနဲ့အလ္လာဟ်အိမ်တော်ဇကာတ်ထက်ကရလာတာဒနာတော့လူရတဲ့ခါကျတော့ပေါ်ရင်ဇကာတ်ထက်ကပြီးလို့ရတယ်အလ္လာဟ်ရဲ့ဒီနဲ့တော့အတလောပဲတတားတယ်ကျွန်တော်တို့ကိုယ့်လူကိုလက်တင်ပြီးတော့စဉ်းစားရမလို့စင်တဲ့အခြေအနေကဘယ်လောက်ထိကျသွားပြီလဲဆိုတော့သူတို့ဒီမှာခဏပလီဟိုကျောင်းတော့တိဆောက်ခြင်းအကျိုးဆောင်တာတော်တော်ကြီးမားတယ်ဆိုတာကသူတို့အရှိကနေဥဆောင်ပြီးတော့ဟာလာချွန်းစွန်းတမန်ဂျိုးပန်ကြတဲ့ဟာလာမော်နာဂျမာလူတင်လူဂျာဖာဘန်တို့ဖီဘန်တို့အလူတို့တခြားကျွန်တော်ရဲ့မိတ်ဆွေတွေလောက်ပဲဂျန်နတ်မှာအိမ်ရမှာမဟုတ်ဘူးဒီဟာဒီဆိုရဒီမှာအခုနကဟာဒီဆိုမှာပါလဲကဒရမဖဟစစ်ကတောတင်ခံရဲ့အတိုက်ကလေးတစ်လုံးစာလောက်ပဲပါဝင်ခဲ့တယ်တဘောကအုတ်တစ်ချက်တဲတစ်ခုပဲပါဝင်ခဲ့တယ်ဆိုရင်သူလည်းဂျန်နတ်ထဲမှာအဲ့ဒီမှာပါဝင်ခဲ့ခြင်းရဲ့အတူဆောင်အဖြစ်နဲ့အိမ်တစ်လုံးရဆိုတော့ဒါဟာတော့ကကျွန်တော်တို့ကိုပြေးတဲ့တရင်ကောင်းဖြစ်တဲ့အချောင်းအခုကျွန်တော်တို့ပရိဝတ်ကြောင်းတော့တစ်လုံးတိဆောက်ပြီးတော့ပြီကျွန်တော်ချိန်သိမ်းမရဘူးဒီမျိုးနဲ့ညီးနေပြီအချင်းချုံပြီးတော့ပဲပို့လိုက်တော့အရေးကြီးတဲ့စကားတစ်ခုအဲ့ဒီစကားကဘာလဲဆိုတော့ကျွန်တော်တို့ပါကစ္စတန်နိုင်ငံလာဟိုးမှာရှာအာလမီချောင်းဆိုတဲ့ရပ်ကွက်တစ်ခုရှိတယ်အဲ့ဒီမှာမြေကွက်တစ်ခုရှိတယ်အဲ့ဒီမြေကွက်နဲ့ပတ်သက်ပြီးတော့ဟိန္ဒူတွေနဲ့မွတ်စလင်တွေရဲ့ကြားမှာအချင်းများတယ်ဟိန္ဒူတွေကပေါ်တာငါတို့ရဲ့မြေကွက်ငါတို့ဒီမှာဟိန္ဒူဘုရားကျောင်းဆောင်မွတ်စလင်တွေကပြောတယ်မဟုတ်ဘူးဒါငါတို့ရဲ့ရှေ့ဘိုးဘွားတွေထဲကဘလူဘေဝါကဝကတ်လုပ်ထားတာဟာလာဒီမှာငါတို့ပလီဆောင်အချင်းများကြပြီးတော့ပြီးသွားတယ်ညနေလောက်အဲ့ဒီမှာမဂရစ်ပြီးတော့မှသူတို့ထိုင်ပြီးတော့မဆရာလုပ်လိုက်တယ်မဂရစ်နမတ်ဆိုတော့ကဒီနမတ်ဖတ်ကြတယ်အလ်ဟမ်ဒူလ illah
ဆိုတော့အဲ့ဒီမှာသူတို့မဂရစ်အပြီးမှာကြီးညာလိုက်တဲ့ဒီညဘယ်နေရာမှာရှိနေတဲ့မြေကွက်မှာပလီဆောင်အားလုံးလာကြဒီတညအတွင်းမှာပြီးအောင်ဆောင်အဒနာကမွတ်စလင်တွေအားလုံးတည်သွားတယ်အားလုံးလာပြီးတော့အာဂျူမှန်တန်နဲ့အဲ့ဒီတညထဲမှာပလီတလုံးပြီးအောင်ဆောင်လိုက်တညထဲမှာပလီတလုံးပြီးသွားတယ်ပြီးသွားပြီလေပလီဆောင်ပြီးသွားရင်ဘယ်သူမှလာပြီးတော့ညင်းလို့မရတော့ဘူးဒီနေရာဟိန္ဒူဘုရားကျောင်းဆောင်းရမယ့်နေရာလားပလီဆောင်းရမယ့်နေရာညင်းလို့မရတော့တော့ပြီးသွားပြီညဒင်းချင်းမွတ်စလင်တွေပလီတွေနဲ့ပတ်သက်ပြီးတော့ဘလောက်တတ်ကြွတယ်လဲဆိုရင်တညအတွင်းထဲမှာပလီတလုံးဆောင်းလိုက်တယ်အလ္လာမအစ်ကဘာလ်ရဟီမဟူလာဟူတာလာရဲ့ကဗျာလေးတစ်ပတ်စီအဲ့ဒီပလီအခုတည်းရှိနေတဲ့လာဟိုရှာအလမီကျိုးအဲ့ဒီပလီနဲ့ပတ်သက်ပြီးတော့အလ္လာမအစ်ကဘာလ်ရဲ့ကဗျာတော်ရှိတဲ့ကဘာကျိုးကဗျာကျွန်တော်တို့တော့စဉ်းစားတယ်အဲ့ဒီကဗျာကဘာလဲဆိုတော့मस्जिद तो बना दी रात भर में ईमान की हरारत वालों ने पली तलों सोले तन्या तातेमा ईमान ने पुनवे मुशी जा रहे लूलेगा ईमान ने पुनवे मुशी तन्या तातेमा पली तलों सोले मस्जिद तो बना दी रात भर में ईमान की हरारत वालों ने मन अपना पुराना पापी बरसों में नमाजी बन ना सकाစိတ်အတွင်းပိုင်းအခြေအနေကတော့လွန်ခဲ့တဲ့နှစ်3-50အရင်ကဘယ်လိုလဲအခုလည်းဒီလိုပဲနှစ်ပလောက်ကြာသွားခဲ့ပြီဒါပေမဲ့နမာဇီဖြစ်မလာနိုင်ဘူးပလီကတော့ဆောလိုက်တဲ့တညတာတွင်းမှာပဲနှစ်30 40 50 60 90ဖြစ်သွားပြီအခုဒီနမာဇီဖြစ်မလာသေးဘူးနမာဇ်အချိန်မှာပလီကိုလာပြီးဂျမာအတ်နဲ့တော့နမာဇ်ဝမပြုနိုင်သေးဘူးနှစ်30 40အသက်ကြီးသွားပြီ50ဖြစ်သွားပြီ60ဖြစ်သွားပြီနမာဇ်ပလီတော့ဆောက်လိုက်တဲ့တညအတွင်းမှာအီမာန်နဲ့ပူနေမှုနဲ့နောက်တစ်ဖက်ကနှစ်ပေါင်းများစွာကြာသွားတဲ့နမာဇ်ဖြစ်မလာနိုင်ကြဘူးလေအလ္လာမအစ်ကဘာလက်ကတော့တော်ကြောကြားတဲ့တော်ဒီလိုစီပဲဆိုတော့ပလီဆောက်ပြီးသွားပြီဆိုတာကဒါကျွန်တော်တို့ပလီဒီထဲမှာပါတယ်ရှိရတယ်လားအော်ကြီးဟစ်ကျန်နဲ့ပြောနေကြတဲ့ဂျဂရာစကားတွေရှိအော်ကြီးဟစ်ကျန်နဲ့ပလီထဲကိုလာမယ်အကောင်လုံးပြမယ်ဟာဟိုကဖြစ်တဲ့ဒီကဖြစ်တဲ့ဟေးမိုးစင်ဟေးပလီဆရာအဲ့ဒါတွေလို့ရှိတယ်ကျွန်တော်တို့ပလီထဲမှာဒီကနေ့ပလီရဲ့အချိန်တွေဘယ်လိုဖြစ်သွားကျွန်တော်တို့အားလုံးသိတယ်ဆိုတော့ပလီရဲ့ရုပ်ခန္ဓာကိုတည်ဆောက်ပြီးတဲ့နောက်ပဲအခုကျွန်တော်တို့စဉ်းစားကြရမှာကပါလဲဒီပလီရဲ့အတောက်ဝိညာဉ်ကိုတို့ဘယ်လိုတည်ဆောက်အောင်ဘာလို့ငါတို့ဒီပလီတော့အချိန်ပေးနိုင်အချိန်ပေးတယ်ဆိုတာကကုရ်အာန်တီလာဝတ်လုပ်မယ်လာပြီးဒီမှာဇီကရ်လုပ်မယ်သာသနာစီစဉ်နေဖြစ်တဲ့အဲ့ဒီမှာပါဝင်မယ်ပလီမှာဘာလို့လိုအပ်တဲ့သက်ဆိုင်တဲ့ပုံကိုယ်တွေကိုမေးမြန်းပြီးတော့ကူညီမယ်ပလီမှာအီမာမ်ကောင်းကောင်းတရားလုပ်တယ်ပလီကနေပြီးတော့ဟီဒါယတ်တဲ့မီးတွေပတ်ဝန်းကျင်တစ်ခုလုံးကိုပြန့်နှံ့နေရမယ်ဟီဒါယတ်ရဲ့အလင်းအောင်ပလီဟာမွတ်စလင်တွေရဲ့အတိုင်းဝိုင်းမှာတမန်တော်ရဲ့ခေတ်ကနေစပြီးတော့ဟီဒါယတ်ရဲ့ဆာချရှမာဟီဒါယတ်ရဲ့ရေတောင်းနဲ့ပလီကနေထွက်တာတရားလမ်းမှာရဲ့အလင်းအောင်တွေဟာမီးရှူးတစ်စောင်ပလီဆိုတာပြောတယ်ပလီဆိုတာနမတ်တခုတည်းဖတ်ဖို့တော့မဟုတ်လူတွေကိုတာသနာနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့တိကျတဲ့လမ်းညွှန်ချက်တွေလည်းပေးနေတဲ့နေရာတစ်ခုဖြစ်ရမယ်ဆိုတော့အီမာမ်ကောင်းကောင်းတရားလို့တယ်အာလင်ကောင်းကောင်းတရားလို့တယ်ပြီးရင်ကျွန်တော်တို့မရှိတော့တဲ့နောက်ပိုင်းမှာလည်းဒီပလီရဲ့ဝိညာဉ်ကိုထိမ့်သိမ့်မဲ့တည်ဆောက်မဲ့ကျွန်တော်တို့ရဲ့မျိုးဆက်တဲ့ ربنا واجعلنا مسلمين لك ومن ذريتنا أمة مسلمة لك وجعلنا وتصابنا إبراهيم عليه السلام لولا دعاء بالله جعلنا جنورو نيا بوله أشياء أمين ناخان لولا في بيلو بيبا جنورو يه تاتمي ميوزا بوله أشياء أمين ناخان لولا في يوم أشياء بيلو بيتنا رام جنورو مشيرة نو بيماله دي بليرة أتاوهني له أدوشة تيتا نيا ميوزا تيه بلونا هما كايمارة إيمان بو بيوارة إسلام جنورو تبينه كيامه الله को छेده से रसूलကိုချစ်တဲ့စိတ်ကျွန်တော်တို့ထည့်ပြီးနိုင်ခဲ့ပြီကျွန်တော်တို့မရှိရင်ဒီပလီကိုတို့စီကားလို့တော့အဲ့ဒီတော့ဘာလို့လဲမတ်တပ်အခြေခံဘာသာရေးစာသင်ကျောင်းလို့အဲ့ဒီတော့ကောင်းမွန်တဲ့ဆရာတွေလို့တဲ့ပညာရေးစနစ်လို့အလ်ဟမ်ဒူလ illah ကျွန်တော်တို့ဝေဖာကုလ်မကာတစ်ရဲ့အကြီးအကဲဟာဇရတ်မောလာနာမူဖတီအဒရီစ်တို့စားတဲ့တော့တခြားဘာသာပညာရှင်တွေလည်းရှိနေတယ်ဆိုတော့သူတို့ရဲ့ဂျူဘာအားထုတ်မှုတွေနဲ့မှန်ကန်တဲ့တကယ်ကိုကောင်းမွန်တဲ့အနှစ်သာရပြည့်ဝတဲ့တင်ညွှန်းညွှန်းနှန်းတွေကဘာအနှံ့ကိုရောက်ရှိတဲ့ကျွန်တော်တို့မြန်မာမွတ်စလင်တွေအတွက်လိုအပ်တဲ့နေရာတွေကြီးကိုအလ်ဟမ်ဒူလ illah ပြီးစာတင်ကောင်းတဲ့ဆရာတွေလည်းတစ်ခါလိုသေးတယ်ဆိုတော့အဲ့ဒီတော့စဉ်းစားကြပါအဲ့ဒီတော့တတ်ကြွမှု